တခါတလေကျမတို့အရင်ပေးဆက်တဲ့လူသားဖြစ်ချင်တာမဘာလို့ပေါင်းတာလဲဖယားကငါတပတ်မျိုးနဲ့မပေါင်းဖော်ခိုင်းဘူးမဟုတ်ဘူးစမသူတို့ရဲ့ဝိညာဉ်ရတနာလို့သူတို့ကိုကယ်တင်ချင်လို့တချို့အရာကမြေတာရှင်လို့မရရှောင်တဲ့နေရာကိုကျမတို့ကရှောင်ရတာဖြစ်တယ်တခါတလေကျမတို့အရင်ပေးဆက်တဲ့လူသားဖြစ်ချင်တာဘာဖြစ်ဖြစ်သူကျမနဲ့ယူလိုက်ရင်တော့သူခရိယန်ဖြစ်လာမှာပါသူယေရှုကိုယုံလာမှာပါကျမပြောဘာသာရေးကိုရောက်လာတာဂုဏ်ယူစရာမကောင်းဘူးနော်ဒီနေ့ဘာသာရေးကယုံကြည်သူတွေတပုံကြီးပဲရောက်နေတဲ့သူတွေဓမ္မကေတချင်းမရတဲ့သူတွေအများကြီးနော်ယေရှုဒါပစက်ကနေယေရှုဒါအော်နေတဲ့သူတွေဒါကြောင့်ကျမ်းစာထဲမှာပြောငါ့ကိုတကယ်ကိုရှောက်တဲ့သူတွေကောင်းတဲ့နိုင်ငံကိုရောက်မှာမဟုတ်ဘူးဒါရှင်းရှင်းလင်းလင်းပဲနော်ငါအပြင်နဲ့ဆိုးတဲ့အများကြီးဟာထွက်တယ်ဆိုတဲ့လူနဲ့ဆိုးထွက်တယ်လဲကေတချင်းမရတဲ့သူတွေအများကြီးနော်ဒါကြောင့်တချို့တွေစဉ်းစားမယ်စမရေကေတချင်းမရဘဲနဲ့ဆိုးနေထုတ်တာထွက်လို့လားထွက်တယ်ဘာလို့ထွက်လဲသိလားယေရှုပြောတဲ့စကားချင်းချင်းလေးပဲငါ၏နာမကိုအမိပြုပြီးနတ်ဆိုးကိုနင်ထုံးတယ်နာမကြောင့်ဘယ်သူရဲ့နာမလဲယေရှုရဲ့နာမကိုအမိပြုပြီးမှနတ်ဆိုးနင်ထုံးခိုင်းတာဖြစ်တယ်